ရှေးဥစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့ဒီနေ့ဒုတကွဆင်ကျင်ခွာယူနိုင်ဖို့ရန်အတွက်နှုတ်ကပတ်တော်ကတုတ်တန်ကျမ်းခန်းကြီး1ခန်းငယ်ခွန်ဖြစ်ပါတယ်ဒီနေ့ဝင်မြောက်မဲ့နှုတ်ကပတ်တော်ကိုဘယ်လိုကောင်းစွာပေးထားလဲဆိုတော့ဖြောင့်မတ်မှုဖြင့်ရွေးချယ်မှုလို့ကျွန်တော်ကောင်းစွာပေးထားပါတယ်ရှေးဥစွာတမန်ကျမ်းစာတော်မြတ်တစ်ပိုက်ကိုရှေးဥစွာပိုက်ကြမှာဖြစ်ပါတယ်တုတ်တန်ကျမ်းခန်းကြီး1ခန်းငယ်ခွန်ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာဤအချုပ်အခြာဖြစ်၏လူမိုက်တို့သည်ပညာနှင့်ဥပဒေသကိုမထီမဲ့မြင်ပြုတတ်ကြ၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာဤအချုပ်အခြာဖြစ်၏လူမိုက်တို့သည်ပညာနှင့်ဥပဒေသကိုမထီမဲ့မြင်ပြုတတ်ကြ၏ဒီနှုတ်ကပတ်တော်ကကြတော့ကျွန်တော်တို့ကိုပြောချင်လဲဆိုတော့ကျွန်တော်တို့ရဲ့အသက်တာမှာဘုရားသခင်ကိုကြောက်ရွံ့မယ်ဆိုရင်ဒါကပညာရဲ့အချုပ်အခြာဖြစ်တယ်ပေါ့နော်ဘုရားကိုသိမယ်ဆိုရင်ဒါပညာရဲ့အချုပ်အခြာဖြစ်တယ်ဒါပေမဲ့လည်းပညာတွေနဲ့ဤဥပဒေသားတွေကိုတဲ့လူမိုက်တွေကကြတော့မထီမဲ့မြင်ပြုကြတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ရွေးချယ်တဲ့အရာမှာနော်မှန်ကန်ဖို့မမှန်ကန်ဖို့ဆိုတာဒီပညာကအင်မတန်မှအရေးကြီးတယ်ပေါ့နော်မှန်ပြီးတော့အဲ့ဒီပညာကလည်းကိုရွေးချယ်တဲ့ပညာကလည်းမှန်ကန်နေဖို့လိုတယ်နော်ဖြောင့်မတ်တဲ့ပညာဖြစ်ရမယ်ပေါ့နော်ဘုရားသခင်နှစ်သက်တဲ့ဘုရားသခင်စိတ်တော်နဲ့တွေ့တဲ့ပညာတစ်ခုဖြစ်ရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့လောကမှာဘုရားသခင်ကျွန်တော်တို့ကိုအသိဉာဏ်ပေးထားတယ်ပေါ့နော်အဲ့ဒီအသိဉာဏ်ကလည်းဘုရားသခင်နှစ်သက်တဲ့အရာကိုရွေးချယ်နိုင်ရင်အတွက်ဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကဘာကြီးပေါ်မှာပေါ့နော်ကျွန်တော်တို့ရွေးချယ်မှုနဲ့လှုပ်ဆောင်မှုကဘယ်ဟာအရေးကြီးလဲဆိုရင်တဲ့ကျွန်တော်တို့ကရွေးချယ်မှုကပိုအရေးကြီးတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီရွေးချယ်တဲ့အရာကလည်းဖြောင့်မတ်ဖို့လိုတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ရွေးချယ်မှုကကျွန်တော်ဘဝမှာလှုပ်ဆောင်မှုတက်ပို့ပြီးတော့အရေးကြီးတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့တမန်ကျမ်းစာတော်မြတ်ထမ်းမှာကဘာဦးကျမ်းအခန်းကြီး39အခန်းငယ်9မှ7မှာတဲ့ဘာအကြောင်းကိုဖော်ပြထားလဲဆိုရင်တဲ့သူကယောသက်ကိုပေါတိဖာမယားသူ့ကိုမြူဆွဲတဲ့အကြောင်းဖော်ပြထားတယ်ပေါ့နော်တခါတော့အဲ့ဒီယောသက်ကသူ့ကိုဘုရားသခင်ကောင်းကြီးပေးတယ်ပေါ့နော်သူ့ဘုရားသခင်ကောင်းကြီးပေးတဲ့အတွက်သူ့ရဲ့အဲ့ဒီပေါတိဖာအိမ်မှာကောင်းကြီးတွေခံစားရတယ်ဘယ်သူကြောင့်လဲဆိုတော့ယောသက်ကြောင့်သူကကောင်းကြီးတွေခံစားရတယ်အဲ့ဒီအချိန်မှာတဲ့အဲ့ဒီအိမ်မှာပေါတိဖာကသူ့ကိုနေရာပေးတယ်ပေါ့နော်မျက်နှာသာပေးတယ်ပေါ့နော်ပြီးတော့သူကဘယ်လိုလူတယောက်လဲဆိုရင်တဲ့သူကပုံပြေရည်ကြီးတင်မွေပြီးတော့အသွေးအဆင်းလဲလှတယ်ပေါ့နော်ကျွန်တော်တို့ဒီဘက်ခေတ်မှာပြောမယ်ဆိုရင်ရုပ်ချောတဲ့အထင်းမှာပါတယ်ပေါ့နော်အဲ့ဒီအချိန်မှာတဲ့သူကအဲ့လိုလူတယောက်လည်းဖြစ်တယ်ပြီးတော့သူကဖြောက်ဖြောက်မတ်မတ်ပဲနေတဲ့လူငယ်တယောက်လည်းဖြစ်တယ်ပေါ့နော်ဒီလိုလူကိုတရက်ကြတော့ပေါတိဖာမယားကပေါ့နော်သူ့ကိုလာမြူဆွဲတယ်ဘလို့မြူဆွဲလဲဆိုတော့သူလဲတဲ့လာအိမ်ပွားတဲ့ပေါ့နော်သူ့ကိုအဲ့လိုလာမြူဆွဲတယ်အဲ့ဒီအချိန်မှာတဲ့ကျွန်တော်တို့ရောတက်ရဲ့အသက်တာပေါ့နော်သူအဲ့ချိန်မှာလူငယ်ပဲเนาะကျွန်တော်တို့လူငယ်ပဲဒါပေမဲ့သူကအဲ့ဒီဘုရားသခင်မနေတတ်တဲ့အမှုကိုသူကမပြုတ်ခဲ့ဘူးပေါ့နော်သူကမပြုတ်ဘဲနဲ့သူအဲ့ဒီပေါတိဖာမယားလာပြီးတော့သွေးဆောင်တဲ့အရာကိုသူကလုံးဝငင်းဆန်ခဲ့တယ်ပေါ့နော်ဒါကြောင့်သူနောက်ဆုံးကြတော့ကျွန်တော်တို့ပြောရမယ်ဆိုအေဂုရုပြည်ရဲ့ဒုတိယဘုရင်ဖြစ်သွားတယ်ပေါ့နော်ပြောပြချင်တာကတော့ကျွန်တော်တို့ရွေးချယ်မှုမှန်ကန်နေဖို့အင်မတန်မှအရေးကြီးတယ်ပေါ့နော်ဒီရောသက်ရဲ့အသက်တာကိုပြန်ကြည့်ခြင်းအဖြစ်ကျွန်တော်တို့ရွေးချယ်တဲ့အနေအရာမှာပေါ့နော်တခါကျွန်တော်တို့စိတ်ရဲ့အလှကိုတွားရွေးချယ်မိမယ်ဆိုရင်ကျွန်တော်နောက်ဖြစ်လာမယ့်အနာဂတ်မှာเนาะကျွန်တော်တို့ပြန်ပြီးတော့ပေးဆက်ရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဆရာအောင်တင်းရဲ့စကားလေးတစ်ခုရှိတယ်ပေါ့နော်ကျွန်တော်တို့လည်းမထိုက်တန်တာကိုမလိုချင်ပါနဲ့တဲ့เนาะတကယ်လို့လိုချင်ခဲ့ရင်တဲ့ကိုမလုပ်ချင်တာကိုလည်းလုပ်ရလိမ့်မယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ရွေးချယ်မယ်ကျွန်တော်တို့လှုပ်ဆောင်မယ့်အရာကကျွန်တော်တို့ဖြောင့်မတ်ဖို့အင်မတန်မှအရေးကြီးပါတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာမှန်ကန်သောအသက်တာဖြစ်ဖြောင့်မတ်သောအရာကိုရွေးချယ်ဖို့အင်မတန်မှအရေးကြီးပါတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ယောသက်ကိုကြည့်တဲ့အချိန်မှာသူကဖြောင့်မတ်သောအရာကိုပဲသူကရွေးချယ်ခဲ့တယ်ပြီးတော့ဘုရားသခင်နှစ်သက်သောအရာကိုပဲသူရွေးချယ်ခဲ့တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပေါ့နော်သူရွေးချယ်မှုမဲ့ကံခဲ့လို့ပဲသူကအဂုတုပြည်ရဲ့ဒုတိယဘုရင်ကဖြစ်သွားတယ်အကယ်၍ခုနပေါတိဖာမယားလာမြူဆွဲခဲ့တဲ့အတိုင်းပဲသူလိုက်လောက်ခဲ့မယ်ဆိုရင်သူကဒုတိယဘုရင်ကဖြစ်မှာမဟုတ်ဘူးပေါ့နော်ပေါတိဖာမယားရဲ့ဒုတိယယောက်ျားပဲဖြစ်မှာဖြစ်တယ်ပေါ့နော်ဒီလိုပြောလို့ကျွန်တော်တို့ကသူများလိုက်ပြီးတော့အပြစ်တင်ကိုပြောတာမဟုတ်ဘူးเนาะကျွန်တော်တို့ပြောတာဝိညာဉ်ရေးရာဒီဆောက်ရန်အတွက်ဖြစ်တယ်ပေါ့เนาะဒါနဲ့ကျွန်တော်တို့တခါတော့ကျွန်တော်စာအုပ်တစ်ခုမှဖတ်ဘူးတယ်ပေါ့เนาะအဲ့ဒီ online ပေါ်မှာဖတ်ဘူးတယ်ဘာအကြောင်းလဲဆိုတော့တိုးအုပ်တအုပ်နဲ့ခွေးအုပ်တအုပ်ရှိတယ်ပေါ့เนาะအုပ်တအုပ်ရှိတယ်ပေါ့เนาะအဲ့ဒီအုပ်နှစ်အုပ်ကိုတခင်တယောက်ကမွေးမြူထားတယ်တရက်တော့ဒီတိုးအုပ်နဲ့ဆေးအုပ်ကိုသူကစမ်းသပ်မှုတစ်ခုလုပ်တယ်ပေါ့เนาะသူကစမ်းသပ်မှုဘယ်လိုလုပ်လဲဆိုတော့เนาะအဲ့ဒီတိုးအုပ်ကိုလည်းသူကဥစားပဲလို့သူတို့စမ်းတဲ့အမျက်ထုံးလေးတွေချပေးတယ်ပြီးတော့နောက်တစ်ခုကကြတော့ခွေးအုပ်ကိုလည်းအသားတုံးကိုချပေးတယ်ပြီးတော့သူကအဲ့ဒီတညလုံးသူတို့ကအဲ့လိုထားတယ်ပေါ့နော်အဲ့လိုထားလဲပြီးတော့တညလုံးကတော့သူကလာမကြည့်ဘူး
နဲ့လဲလင်းလင်းလေးရောသူကလာကြည့်တယ်လာလဲကြည့်လဲအချိန်မှာအဲ့ဒီခွေးအုပ်စုကပေါ့နော်ခွေးအုပ်စုထဲမှာအဲ့ဒီအသားတုံးကဒီတိုင်းပဲပုံလည်းမပြတ်ဘူးဒါပေမဲ့ခွေးတွေကကြတော့ဘေးထက်တန်ရိုးတွေဖြည့်ပြီးတော့ပေါ့နော်တနေရာဟိုနေရာဒီနေရာပေါ့နော်ပြန်ကျဲပြီးတော့တည်နေကြတယ်အဲ့ဒီအချိန်မှာဟာတခင်သူ့တခင်ကလည်းအံ့ဩသွားတယ်ပေါ့နော်ဒီခွေးတွေဘယ်လိုဖြစ်တာလဲနောက်တစ်ခါသူကဒိုးအုပ်ကိုသွားကြည့်တဲ့အချိန်မှာပေါ့နော်ဒိုးအုပ်မှာကြတော့မျက်ထုံးတွေဒီကမရှိတော့ဘူးဒါပေမဲ့ဒိုးတွေကကြတော့ဘိုက်တွေဝပြီးတော့သူတို့တွေကအိပ်ပျော်နေကြတာကိုသူကတွေ့တယ်ပေါ့နော်အော်အဲ့အချိန်မှာသူတခုစဉ်းစားမိတယ်ပေါ့နော်ဘဝမှာတို့ကသူများကိုပဲတိုက်ခိုက်မယ်သူများတို့ပဲလိုက်ပြီးတော့ဟိုဒါဆွဲချမယ်ဆိုရင်เนาะကျွန်တော်တို့အသက်တာလည်းတိုးတက်မှာမဟုတ်ဘူးကျွန်တော်တို့ကိုလည်းပြန်ပြီးတော့ဟိုဒုက္ခရောက်စီတယ်ပေါ့နော်ဒီလိုဟိုခွေးအုပ်လိုမျိုးပဲအကုန်လုံးဒုက္ခရောက်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ကသူများရမှာကိုမနာလိုတာသူများတိုးတက်မှာကိုမနာလိုတာတို့တဲ့စိတ်တွေမထားရဘူးပေါ့နော်အဲ့လိုထားမယ်ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးအုပ်တအုပ်လိုဖြစ်သွားမယ်ဒါပေမဲ့လည်းကျွန်တော်တို့ကဘယ်လိုစိတ်ထားရမလဲတယောက်နဲ့တယောက်ဝေမျှနိုင်တယ်တယောက်စားရလေလဲတယောက်ကမုဒိတာပွားနိုင်တဲ့စိတ်ထားရှိရမှာဖြစ်တယ်ပေါ့ကျွန်တော်တို့ဒိုးအုပ်ကိုကြည့်တဲ့အချိန်မှာအဲ့ဒီသင်ခန်းစာလေးရတယ်ပေါ့နော်သူကတယောက်နဲ့တယောက်ဝင်ရတယ်တယောက်စားရတယ်လို့တယောက်ကလည်းစားရတယ်ပြီးတော့သူတို့တယောက်နဲ့တယောက်လိုက်ပြီးတော့လည်းဖြက်စီးလောက်တဲ့အရာလည်းမရှိဘူးပေါ့နော်ဒါကြောင့်သူတို့ဘိုက်ဝပြီးတော့အေးအေးအိပ်ပျော်တယ်ပြီးတော့အကောင်းဆုံးမြန်မာဆုံးကကြတော့သူအသက်ဝိညာဉ်ရှိသေးတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ပြောချင်တာကရွေးချယ်တဲ့နေရာမှာကျွန်တော်တို့ဖြောင့်မတ်သောအရာကိုရွေးချယ်တတ်ဖို့လိုတယ်ပြီးတော့ကျွန်တော်တို့လှုပ်ဆောင်တဲ့အရာကလည်းเนาะလူတစ်ဖက်သားကိုဒုက္ခရောက်စေတဲ့အရာမဖြစ်ရဘူးလူတစ်ဖက်သားကိုကောင်းကျိုးပြုနိုင်တဲ့အရာဖြစ်ရမယ်ဆိုတာကိုကျွန်တော်ဝင်ပြချင်ပါတယ်เนาะဆိုတော့ဂျာနာသူရောက်စတိုင်းပုံမှာလည်းဘုရားသခင်ကောင်းကြီးရှိပါစေ